အချိန်တစ်ခုပေးပြီးတော့တရားတွေနာနေတာဘာတွေများအကျိုးထူးရှိလို့လဲဆိုတော့မြတ်စွာဘုရားကတရားနာတတ်တဲ့သူတွေအတွက်ယခုဘဝမှာတင်ဒိဋ္ဌဓမ္မအကျိုးထူးတွေခံစားရတယ်အကျိုးထူးတရား၅ပါးကိုခံစားရပြီးတော့အဲ့ဒီသူဟာလည်းပဲတည်လွန်တဲ့အခါမှာကောင်းတဲ့ဘဝတွေကိုရောက်စီနေဆိုပြီးတော့တရားနာတတ်တဲ့သူတွေအတွက်ယခုဘဝမှာအကျိုးခံစားခွင့်ရှိတဲ့အကျိုးတရား၅ပါးတွေကိုဟောကြားထားပါတယ်သူတော်ကောင်းတရားကိုနာကြားလိုက်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာအတုတံသူနာတိလို့ခေါ်တဲ့မကြားဘူးသောစကားတွေကိုသူကကြားနာခွင့်ရတယ်ဘဝမှာတစ်ခါမှကြားဘူးတယ်မရှိဘူးကျို့စကလုံးတွေကအယံကိုတန်ဖိုးရှိပြီးတော့တန်ဖိုးမဖြတ်နိုင်တော့အောင်ဘဝမှာတန်ဖိုးရှိတဲ့စကားတွေရှိတယ်အဲ့ဒီစကားတွေဆိုတာကလည်းပဲမြတ်စွာဘုရားဟောထားတဲ့တရားဓမ္မတွေမှာလာရှိတယ်မကြားဘူးတဲ့စကားတွေကိုကြားနာခွင့်ရတဲ့အကျိုးကျေးဇူးရှိတယ်အဲ့တော့မကြားဘူးတဲ့စကားတွေကိုကြားနာခွင့်ရတော့ဘာတွေဖြစ်လာလဲဆိုတော့ကိုယ့်ရဲ့စိတ်ဟာလည်းပဲဘလို့လောတဲ့တရားနဲ့ကြုံလာကိုယ်မှာဖြည့်စရာတွေရှိတယ်တရားနဲ့လိုက်ပြီးသူကတွေးခေါ်တယ်တရားဘက်ကစဉ်းစားဆုံးဖြတ်တယ်အဲ့တော့သူမှာအမှားနေတယ်အဲ့တော့အမြဲတမ်းနားထောင်တတ်တဲ့သူကဘဝမှာပို့ပြီးတော့အကျိုးရှိတယ်အတုတံသူနာလေးမကြားဘူးတဲ့စကားတွေကိုကြားနာခွင့်ရခြင်းတည်ဟူသောအကျိုးကိုခံစားရတယ်နံပါတ်2ကတော့တုတံပရိယောဓာပေတိတဲ့ကြားနာဘူးတဲ့တရားဓမ္မတွေဟာမိမိရဲ့စိတ်အစဉ်မှာတန်ရှင်းကြည်လင်ပြီးမှသိလာတယ်တရားတွေအမြဲတမ်းနာလာတဲ့အခါကျတော့စိတ်ကလေးကကြည်လင်လာတယ်စိတ်ကလေးကအေးချမ်းလာတယ်စိတ်ထဲမှာအတွေးတွေတောရောက်တောင်ရောက်မဖြစ်ဘဲနဲ့စိတ်ကတခုလေးတော့အာယုံမှာထားပြီးတော့စိတ်ကလေးကကြည်ကြည်လင်လင်ရှိလာတယ်စိတ်ကြည်လင်တဲ့အခါကျတော့ယုတ်ကဘာစာကြည်လင်မှုဖြစ်လာပြီးတော့နေ့ရက်တိုင်းကိုအကျိုးရှိစွာနဲ့ဖြတ်တန်းတတ်လာတယ်ကိဉ္ခံဝိဟနတိတဲ့အမသုံးကအဲ့လိုတရားဓမ္မတွေကိုနားလာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဟိုအရင်ကသူ့စိတ်ထဲမှာမရှင်းမလင်းတဲ့တရားဓမ္မနဲ့ပတ်သက်တဲ့ယုံမှားတန်တရားတွေကလည်းပဲကင်းစင်ပပျောက်ကုန်နေတဲ့။ငါဆိုရင်ဘာကဟုတ်ရောဟုတ်ပါမလား။ဘာဖြစ်လို့ဖြစ်ရတာလဲဆိုပြီးတော့သူ့မှာတရားဓမ္မနဲ့ပတ်သက်ပြီးတော့ယုံမှားတန်တရားတွေရှိကောင်းရှိပါလိမ့်မယ်။အဲ့လိုရှိလာတဲ့ယုံမှားတန်တရားတွေဟာလည်းပဲတရားများများနာလာတဲ့အခါတရားဓမ္မတွေကိုလေ့လာလိုက်စားဖက်ရှုနေတဲ့အခါကြလို့ရှိရင်သူကသူ့စိတ်ထဲမှာဖြစ်နေတဲ့မရှင်းမလင်းတဲ့ယုံမှားတန်တရားတွေကလည်းပဲကင်းစင်ပပျောက်ကုန်တယ်။အဲ့လိုယုံမှားတန်တရားမရှိတဲ့အခါကျတော့မြတ်စွာဘုရားရဲ့အပေါ်မှာလွန်တရားမှကြီးညိုတဲ့တရားတရားတွေဖြစ်လာတယ်။လွန်တရားမှကြီးညိုစရာကောင်းလိုက်တာလွန်တရားမှတကယ်ကိုလေးစားစရာကောင်းတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကြီးပါလားဆိုပြီးတော့မြတ်စွာဘုရားရဲ့အပေါ်မှာအင်မတန်ကြီးညိုတဲ့တရားတရားတွေဖြစ်လာတယ်။နံပါတ်4ကတော့ဒိဋ္ဌိစုကမ္မံအယူကိုဖြောင့်မတ်စွာယူသွားတယ်တဲ့တရားများများနာလာတဲ့ပုဂ္ဂိုလ်ဟာမှန်ကန်သောအယူကိုယူလာတယ်တမာဒိဋ္ဌိလို့ခေါ်တယ်မှန်ကန်သောအယူကိုယူတယ်ဒိဋ္ဌိစုကမ္မံအယူဖြောင့်မတ်စွာကိုယူလာပြီးတော့သူဟာမြတ်စွာဘုရားရဲ့ပုံမှာတကယ်ကိုလုံးလုံးစင်ကြယ်စွာသူကယုံကြည်သက်ဝင်ကိုယ်ွယ်စည်းကပ်လာတော့တယ်နောက်ဆုံးနံပါတ်5ကတော့စိတ်တမတ္တပတိတတိတဲ့အဲဒီလိုသူတော်ကောင်းတရားတွေကိုကြားနာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်အစဉ်ဟာကြည်လင်တန်ရှင်းပြီးမှနေတယ်အဲ့လိုကျိုးတရားတွေ၅ပါးကိုရနိုင်တယ်ဆိုပြီးဘုရားရှင်ကဟောထားတယ်။နံပါတ်5ကတော့စိတ်တက်ကြည်လင်နေတဲ့ခုနကပြောခဲ့ပြီစိတ်ကြည်တဲ့အခါကျတော့ကိုယ့်ရဲ့အတွေးခေါ်ကိုယ့်ရဲ့ရုပ်ရည်တွေကကြည်လင်မှုရှိလာပြီးသူ့ဘဝမှာတန်ဖိုးရှိတာကိုပဲလုပ်ရမယ်ဆိုတာကိုသူကသိလာပြီးတော့သူ့ရဲ့ဘဝဟာလည်းပဲကြည်ကြည်လင်လင်နဲ့အပြည့်ကင်းစွာဖြစ်ပါလိမ့်မယ်။ဒါကြောင့်အချိန်တစ်ခုပေးပြီးတော့တရားနာနေတဲ့ပုဂ္ဂိုလ်တွေကဒီရွေးဤမြအကျိုးကြီးမှလာတဲ့မြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုနာယူနေတာကအကျိုးမှန်မဖြစ်စေပါဘူးဒီလိုအကျိုးထူးက၅ပါးကိုရနိုင်ပါလားဆိုတာကိုအလုံးသောဓမ္မမိတ်ဆွေတို့တွေကဝမ်းမြောက်ဝမ်းသာသိခွင့်ရပြီးတော့ဒီနေ့ကစပြီးတော့တတ္တဝါမှန်တဲ့တရားတွေချမ်းမြေ့သာယာရှိပါစေတတ္တဝါခတ်သိမ်းတရားကိန်းအေးချမ်းချမ်းရှိကြပါစေ